နှစ်တွေကြာကြီးတွဲလာတဲ့ဇုံတွဲတွေမှာကြုံတွေ့ရတဲ့ຢာလေးများကိုမျှဝေပေးပါမယ်။ဇုံတွဲအနေနဲ့ရည်စားဖြစ်ပြီးတွဲတာနှစ်တွေများကြီးကြာလာပြီဆိုရင်ရည်စားဖြစ်ခါစားတုန်းကနဲ့တူတော်ပဲပြောင်းလဲလာလေးတွေခန်းစားမိလာလေးတွေရှိလာတတ်ပါတယ်။နှစ်တွေကြာကြီးတွဲလာတဲ့ဇုံတွဲများစုကတော့ခုပြောပြမဲ့ຢာလေးတွေကြုံတွေ့ရတတ်တယ်။တီတာတွေမရှိတော့ခြင်းစားတွဲကာစားလာပိုင်းလောက်ထိပဲဖြစ်ဖြစ်တစ်နှစ်ကျော်လောက်ထိပဲဖြစ်ဖြစ်တီတာပြောဆိုပြီးတစ်ချိန်လုံးကြည်နူးနေတာမျိုးတွေများပါတယ်။ဒါပေမဲ့တွဲတာနှစ်တွေများကြီးကြာလာပြီဆိုရင်တော့အရင်ကတီတာပြောဆိုပြုမှုတာတွေတစ်ချိန်လုံးကိုနာကကပ်နေတာမျိုးတွေသိမရှိတော့ပါဘူး။တွဲတာတွေကြာလာပြီဆိုရင်နေရာဘဝအတွက်ရည်ကြီးတာတွေကိုဦးစားပေးနေရလို့ဒီလိုမျိုးတွေမလုပ်ဖြစ်ကြတာလည်းဖြစ်ပါတယ်။တချို့ကြတော့ဒါမျိုးတွေကိုနားလည်ပေးပေမဲ့တချို့ကြတော့သူတို့ကိုမချစ်တော့တာလို့ထင်နေတတ်ပါတယ်။ကူးဆိုင်မှုတွေရောနေလာတယ်။သူတစ်ဖြစ်မိန်းကလေးတွေကတွဲတာနှစ်တွေကြာလာပြီဆိုရင်ချစ်သူစီကကူးဆိုင်မှုကိုပို့ပြီးတော့လိုချင်ကြပါတယ်။ယောက်ျားလေးများစုကလည်းကြာလာရင်တွဲကစားတုန်းကလောက်ကူးမဆိုင်ဖြစ်တော့ကြပါဘူး။ဒါကြောင့်ပဲမိန်းကလေးတွေကကူးဆိုင်မှုမရှိတော့ဘူး။စတွဲကစားနဲ့မတူတော့ဘူးပြောင်းလဲလာတဲ့ဆိုပြီးကူးဆိုင်မှုကိုပို့လိုချင်ကြပါတယ်။မရရင်ရစ်တာထင်းကနေရှိဆေးဆူစိတ်ကောက်တာတွေဖြစ်လာတတ်ပါတယ်။ထိကြံခြင်းနှစ်တွေကြာကြီးတွဲလာတဲ့ဇုံတွဲတွေမှာအများဆုံးကြုံတွေ့ရတဲ့တာကတော့ထိကြံသလိုခံစားရတာပါ။လောကိစ္စတွေတခြားရာတွေလုံနေရတဲ့တယောက်နဲ့တယောက်စတွဲကစားတုန်းကလိုတစ်ချိန်လုံးတူတူရှိနေကြတာမျိုးတစ်ချိန်လုံးစကားတွေပြောနေကြတာမျိုးခဏခဏတွေ့ပြီးကြည်နူးနေကြတာမျိုးသိမရှိကြတော့ပါဘူး။ဒါကြောင့်ပဲထိကြံသလိုခံစားလာရပါတယ်။သဘောထားတိုက်ဆိုင်ခြင်းစတွဲကစားမှာတော့ရမ်းချစ်ပြပြီးလိုလိုက်ကြိုက်ဆောင်ကြတာကြည့်ပါပဲတွဲတာနှစ်များကြီးကြာလာရင်တော့လိုလိုက်ကြိုက်ဆောင်တာတွေကသိမရှိတော့ပါဘူးတခုဆိုစေဘောထားချင်းတိုက်ဆိုင်တာတွေဖြစ်လာတတ်ပါတယ်ဒီလိုလေးတွေဖြစ်လာပြီဆိုရင်တော့ရမ်းဖြစ်စကားများကြတာတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်ချစ်တဲ့ဆိုရင်တော့တယောက်နဲ့တယောက်နားလဲပေးဖို့လိုအပ်လာပါတယ်ညီငွေလာတယ်တချို့ကြတော့တွဲတာကြာလာရင်တယောက်နဲ့တယောက်ညီငွေလာတာမျိုးတွေဖြစ်လာတတ်ပါတယ်ချစ်တော့ချစ်ပေမဲ့တယောက်တည်းနေခြင်းလို့ဖြစ်လာတာမျိုးညီငွေတို့လိုဖြစ်လာတာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ဘလောက်ပဲနှစ်တွေကြာကြာတယောက်နဲ့တယောက်ကူးဆိုင်ပြီးချစ်ချင်းကျင်နာပေးမယ်ဆိုရင်တော့ဒီပြဿနာတွေကိုကျော်လွှားနိုင်ပါလိမ့်မယ်။အားလုံးပဲကျေးဇူးတင်ပါဗျာ။